အမေလူတိုင်းဟာရွှေတွေငွေတွေကိုပဲတန်ဖိုးရှိတဲ့အရာတွေလို့မှတ်ယူနေကြတော့တကယ်တမ်းတန်ဖိုးကြီးမှတဲ့အမေမေတ္တာတရားတွေကိုတော့တန်ဖိုးထားရကောင်းမှမသိကြတော့ဘူးအမေဆိုတာရွှေနဲ့လည်းရှင်လို့မရသလိုငွေနဲ့လည်းတိုင်းထွာလို့မရပါဘူးအမေရဲ့ကဘာမှာအရှိဆုံးဆိုတာသားသမီးတွေဖြစ်ပေမဲ့သားသမီးတွေရဲ့ကဘာမှာတော့အမေဆိုတာတချို့တဝက်ပဲရှိကြပါလိမ့်မယ်လင်းရှိမရရှိမိတ်ဆွေရှိတွေကပြောင်းလဲတတ်တဲ့သဘာဝရှိပေမဲ့သားသမီးတွေပေါ်အထားတဲ့အမေရဲ့ရှိချင်းမေတ္တာတရားတွေကတော့ဘယ်တော့မှပြောင်းလဲမသွားပါဘူးအစားတို့မရတဲ့အမေရဲ့မေတ္တာတရားအမေရဲ့ကရုဏာတရားတွေကိုသားသမီးတိုင်းတန်ဖိုးထားတတ်ကြရင်သိကောင်းပါပဲဗျာဘယ်ကိုပဲသွားဘာတွေပဲလုပ်သားသမီးတွေရဲ့အပေါ်ကိုမိမိအသက်ထက်စိုးရိမ်မိတာလည်းအမေပါပဲဗျာအမေကိုတန်ဖိုးထားကြပါအမေအမြဲတမ်းကျန်းမာပါစေအမေအမြဲတမ်းစိတ်ချမ်းသာပါစေအမေရဲ့